တဲ့သူတွေအတွက်စကားလက်ဆောင်လေးပေးချင်ပါတယ် coach ဖြစ်ချင်တယ်ဆိုရင်ဒီ skill တစ်ခုဒီအရေးချင်းတစ်ခုကိုအခုကတည်းကစပြီးတော့မှလေ့ကျင့်ပေးထားပါအဲ့ဒီ skill အဲ့ဒီအရေးချင်းကစီမံခန့်ခွဲမှုပဲဖြစ်ပါတယ်ကိုယ့်ရဲ့အချိန်ကိုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရပါလိမ့်မယ်ကိုယ့်ရဲ့ငွေကြေးကိုလည်းကိုယ်တိုင်စီမံခန့်ခွဲနိုင်ရပါလိမ့်မယ်ကိုယ့်ရဲ့ emotion ကိုလည်းစီမံခန့်ခွဲနိုင်ရလိမ့်မယ်ကိုယ်အလုပ်တွေလုပ်တော့မယ့်အချိန်မှာ emotion တွေဝင်နေတာဆိုလို့ရှိရင်အလုပ်ဖြစ်မှာမဟုတ်ဘူးဒါကြောင့်ကိုယ့်ကိုစီမံခန့်ခွဲနိုင်အောင်လေ့ကျင့်ပေးပါအဲ့ဒါဆိုလို့ရှိရင်လူတွေကိုပို့ပြီးတော့မှကူညီနိုင်ပါလိမ့်မယ်ဒါအပြင်ကလိုအပ်တဲ့ပညာရပ်တွေကိုလည်းသင်ယူလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှ professional coach တယောက်အနေနဲ့ပို့ပြီးတော့မှလူတွေကိုကူညီနိုင်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်ဒီအရေးချင်းလေးကိုဒီနေ့ဒီချိန်ကနေစပြီးလေ့ကျင့်ပေးပါလို့ပြောရင်းနဲ့ဒီဗီဒီယိုကိုအဆုံးသတ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အမြဲတမ်းမှတ်ထားပါ Hero is you